ကားမတ်တစိတ်တစ်ခုကြောင်းပြောလိုက်တာနဲ့ဇိန်ခံတယ်ဈေးကြီးတယ်ဆိုတဲ့စကားလုံးတွေချက်ချင်းကောင်းနဲ့ပေါ်လာရင်အဲ့ဒါ Rolls Royce ပဲဖြစ်မှာပါဒါပေမဲ့ဒိန်မောင်တောင်းချီတန်ပြီးမြို့ကြီးတွေမှာအိမ်တလုံးဝယ်လို့ရတဲ့အထိဈေးကြီးနေရတာကပစ္စည်းကောင်းတွေတုံးလို့လားလက်မှုပညာကြောင့်လားဒါမှမဟုတ်ဈေးကွက်မြင့်တင်မှုကောင်းလို့လားဆိုတာစဉ်းစားဖို့ကြမှာပါဒီနေ့မှာတော့သူ့ရဲ့ရာစုနှစ်ချီသမိုင်းကြောင်းကနေအစွမ်းကုန်လက်အမြောက်တဲ့လက်မှုပညာတူတဲ့အတွက်ဒီတန်ဖန်တီးပေးမှု customization နဲ့ရှင်းတရားမရှိတဲ့ယဉ်ကျေးမှုဆိုင်ရာလွှမ်းမိုးမှုတွေအထိအသေးစိတ်ပြောပြပေးသွားပါမယ်အားလုံးပဲမင်္ဂလာပါဒီ insight ကနေကြိုဆိုလေးရပါတယ်ဘိုးသူရရစရာဗီဒီယိုတွေကိုအမြဲမပြတ်ကြည့်ရှုနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ The Insight Channel လေးကို Subscribe လုပ်ထားဖို့အတွက်လည်းတောင်းဆိုပါရစေကဲကျွန်တော်တို့ရဲ့ Rolls Royce အကြောင်းလေးကိုဆက်ပြီးတော့ပြောကြအောင်ပါပထမဆုံးအနေနဲ့ Rolls Royce ရဲ့အစအဦးသမိုင်းကြောင်းကိုစတင်ပြီးတော့ပြောပြပေးချင်ပါတယ်ဒီဇလန်ကတော့1904ခုနှစ်မှာစတင်ခဲ့တာပါအဲဒီတုန်းကအင်္ဂလန်နိုင်ငံမန်ချက်စတာကဟိုတယ်တစ်ခုမှာအသက်42နှစ်အရွယ် Henry Rice နဲ့အသက်26နှစ်အရွယ် Charles Rowe တို့ကလက်ဆွဲနှုတ်ဆက်ခဲ့ကြပါတယ်ဒီတွေ့ဆုံမှုကနေကားလောကရဲ့သမိုင်းကြောင်းကိုထာဝရပြောင်းလဲပစ်ခဲ့တာပါ Charles Rowe က Cambridge တက္ကသိုလ်ဆင်းစက်မှုပညာကိုဝါသနာပါတဲ့တထေးသားတစ်ယောက်ဖြစ်ပြီးတော့အဲ့ဒီခေတ်ကကားတွေကစူညံလွန်းတာခဏခဏပြတ်တာတွေကိုအရန်စိတ်ပြတ်နေတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်တစ်ဖက်မှာလည်း Henry Wright ကဆင်းရဲတဲ့မိသားစုကလာခဲ့ပေမဲ့ကိုယ်တိုင်လေ့လာသင်ယူခဲ့တဲ့ဗာရမီရှင်အင်ဂျင်နီယာတစ်ယောက်ပါသူက1903ခုနှစ်မှာလက်ရှိကားတွေရဲ့အရေးအသွေးကိုစိတ်ပြတ်လို့ကိုယ်တိုင်ကားတစ်စီးကိုပြန်လဲမွမ်းမံခဲ့ပါတယ်အဲ့ဒီကားကဒိန်ပေါ်မှာလွန်မျောနေသလိုငြိမ်သက်လွန်းလို့ Rose ကသဘောကျသွားခဲ့ပြီးတော့နှစ်ယောက်သားလက်တွဲက1906ခုနှစ်မှာ Rolls Royce Company ကိုတီထောင်ခဲ့ကြပါတယ်သူတို့ရဲ့ရည်မှန်းချက်ကအကောင်းဆုံးကိုပဲရှာဖွေမယ်ဘယ်တော့မှအလျှော့မပေးဘူးဆိုတာပါဒီလိုနဲ့1906ခုနှစ်မှာထွက်ရှိခဲ့တဲ့ Sabre Ghost ကားလောကကိုတုံလှုပ်စီခဲ့ပါတယ်Sabre Ghost ဆိုတဲ့အတိုင်းပဲအင်ဂျင်တန်ကတစ်စီတစ်ကောင်လိုတိတ်ဆိတ်လွန်းလို့ဒီနာမည်ကိုပေးခဲ့တာပါ1909ခုနှစ်မှာမိုင်ပေါင်း14320ကိုတလကြာစမ်းသပ်မောင်းနေရမှာဘာချွေရင်းချက်မှမရှိခဲ့ပဲနဲ့အောင်မြင်ခဲ့တာကြောင့်မီဒီယာတွေကကမ္ဘာအကောင်းဆုံးကားလို့ဘွယ်ထူးပေးခဲ့ကြပါတယ်1912ခုနှစ်မှာတော့ကားရှိမှတက်ဆင်ထားတဲ့နာမည်ကြီး Spirit of Academy ပျော်ရွှင်ခြင်းနဲ့သမီးရုပ်ထုလေးကိုစတင်အသုံးပြုခဲ့ပြီးဒါဟာ Rolls Royce ရဲ့အစွမ်းကုန်ကောင်းမွန်ခြင်းနဲ့လွတ်လပ်ခြင်းပြရုပ်တစ်ခုဖြစ်လာခဲ့ပါတယ်ဒါပေမဲ့လည်း Rolls Royce ရဲ့အောင်မြင်မှုလမ်းကြောင်းကတော့ဒီလောက်ထိမဖြောင့်ဖြူးခဲ့ပါဘူး။သမိုင်းကြောင်းတစ်လျှောက်အခက်အခဲတွေရှိခဲ့ပါတယ်။ Charles Rowe က1910မှာလေယာဉ်မတော်တဆမှုနဲ့ဆုံးပါခဲ့သလို Henry Rice ကလည်း1933မှာဆုံးပါခဲ့ပါတယ်။ဒါပေမဲ့ဒုတိယကမ္ဘာစစ်အတွင်းမှာသူတို့ကလေယာဉ်အင်ဂျင်တွေကိုထုတ်လုပ်ခဲ့ပြီးတော့နာမည်ကျော်မာလင်းအင်ဂျင်နဲ့ဗြိတိန်တော်ဝင်လေတပ်ကိုစစ်နိုင်အောင်ကူညီပေးနိုင်ခဲ့လို့သူတို့ရဲ့အင်ဂျင်နီယာပိုင်းစွမ်းဆောင်ရည်ကပို့ပြီးတော့တောင်မှကြော်ကြားလာခဲ့ပါတယ်။ Rolls Royce ကားတစ်စီးကစက်ရုံကနေအမြောက်အများထုတ်တဲ့ကားမဟုတ်ဘဲနဲ့အမှုပညာလက်ရာတစ်ခုလိုလက်နဲ့တစ်ခုချင်းဖန်တီးထားတာပါ။ကမ္ဘာအဆင့်မီဝေါ်နက်တစ်တွေဒါမှမဟုတ်အာဖရိကကရှားပါတစ်တွေကိုလည်းတုံးရပါတယ်။တစ်ကြောတွေကပကြီးကားတစ်ချက်လိုအချိုးကျနေရမယ်။မှန်တစ်ချက်လိုပြောင်းလဲနေအောင်အစင်ပေါင်းများစွာပုတ်တိုက်ရပါတယ်။ဒါပြင်ချင်းကိုက်ရတောင်မရှိတဲ့မြောက်ဥရောပကအကောင်းဆုံးနွားတီကိုပဲသုံးပါတယ်။ကားတစ်စီးရဲ့အတွင်းပိုင်းကိုလက်နဲ့ချုပ်ဖို့ရင်ရက်တပတ်ပေါင်းများစွာကြာမြင့်နိုင်ပါတယ်။ကားရဲ့အမိုးမှာတော့ LED မီးလုံးပေါင်းထောင်နဲ့ချီကိုလက်နဲ့တက်ဆင်ရတာပါ။အဲ့ဒီအတွက်တင်းရဲ့မွေးနေ့ကဂျဲတာယာပုံစံတိုင်းဖြစ်အောင်တောင်မှာယူလို့ရပြီးတော့ဒါကိုလုပ်ဖို့အတွက်နိုင်ပေါင်းယာနဲ့ချီချိန်ပေးရပါတယ်။ဒါပြင်သူတို့ရဲ့စက်မှုပိုင်းဆိုင်ရာအရည်အသွေးအနေနဲ့ V12 အင်ဂျင်ကအတော်လေးကိုနာမည်ကြီးပါတယ်။ဒီအင်ဂျင်ကိုတော့ဂျာမနီက BMW စက်ရုံမှာကျွမ်းကျင်ပညာရှင်တွေကလက်နဲ့တက်ဆင်ကြတာပါ။အင်ဂျင်တိုင်းမှာတက်ဆင်သူရဲ့လက်မှတ်ပါရှိရပါတယ်။ဒီလိုနဲ့2019ခုနှစ်မှာထွက်ခဲ့တဲ့80မြောက်ဖန်ထွန်ကားဆိုရင်ကမ္ဘာအတိတ်စိတ်ဆုံးကားလို့ခေါ်ကြပါတယ်။အပြင်ကအတန်တွေလုံးဝမကြောက်အောင်လို့အတန်လုံးမှန်တွေတာယာထူးပြုလုပ်ချက်တွေနဲ့အတန်အင်ဂျင်နီယာတွေကဒေချာကိုဖန်တီးထားတာပါ။ဒါပြင် Magic Carpet Ride လို့ခေါ်တဲ့လမ်းစိုးတွေမှာတောင်မှပဲဒိန်ပေါ်မှာရှော့တိုက်သွားသလိုခံစားရမယ့် suspension စနစ်ကလည်းအင်ဂျင်နီယာတွေကလက်နဲ့အသေးချာချိန်ညှိပေးထားတာပါအဲ့ဒီထက်ပိုကောင်းတာတစ်ခုကတော့ B-Sport လို့ခေါ်တဲ့စိတ်ကြိုက်ဖန်တီးမှုဝန်ဆောင်မှုပဲဖြစ်ပါတယ်ဟုတ်ပါတယ်အဲ့ဒါကတော့ Rolls Royce ရဲ့အကောင်းဆုံးဝန်ဆောင်မှုပါဝယ်သူကဘာပဲတောင်းဆိုလုပ်ပေးပါတယ်ဥပမာပြောပြရမယ်ဆိုရင်ကားစီးမှာစိန်မုံတွေထည့်ဖြန်းတာကားထဲမှာရေပန်းလေးထည့်တာမိသားစုအမတ်တစိတ်တွေထိုးပေးတာမျိုးတွေပါ
အိန္ဒိယကတထေးကြီးတယောက်ဆိုရင်ကားစီးရေ90ကိုရတနာတွေရွှေတွေနဲ့စင်ရင်ခိုင်းခဲ့ဘူးသလိုကိုယ့်အိမ်ဟောင်းကတစ်သားကိုကားထဲမှာပြန်သုံးခိုင်းတဲ့ဝယ်သူတွေလည်းရှိပါတယ်။ဒါကြောင့်တင်ကဝိုင်းဝါသနာရှင်ဆိုရင်လည်းနောက်ဖုံးမှာဝိုင်းအေးခံစင်ထည့်ပေးတာမျိုးအထိလှုပ်ဆောင်ပေးပါတယ်။ခေတ်သစ် Roll Right ရဲ့အပြောင်းအလဲကိုပြောရမယ်ဆိုရင်တော့2003ခုနှစ်မှာ BMW ကလွှဲယူပြီးနောက်ပိုင်း Phantom, Ghost, Warrior, Down နဲ့ Surf ကားဖြစ်တဲ့ Colina တို့ကိုထုတ်လုပ်ခဲ့ပါတယ်။2023မှာတော့ပထမဆုံးလျှက်စစ်ကား Spectre ကိုမိတ်ဆက်ခဲ့ပြီးတော့2030မှာကားအလုံးကိုလျှက်စစ်ကားဖြစ်ပြောင်းလဲဖို့အတွက်လည်းရည်မှန်းထားပါတယ်။အနည်းချုပ်ပြောရမယ်ဆိုရင်တော့ Roll Right ဆိုတာကားတက်တန်းနေမဟုတ်ပါဘူး။နှစ်ပေါင်းရာချီတဲ့သမိုင်းကြောင်းလက်မှုပညာရှင်တွေရဲ့အမှုပညာဒိုးတဲ့အတွက်တည်တံ့ဖန်တီးမှုဖြစ်တဲ့ customization နဲ့အောင်မြင်မှုရဲ့ပြအိုးတစ်ခုတည်းဖြစ်ပါတယ်။သူတို့ရဲ့ဆောင်ပုဒ်ဖြစ်တဲ့ Strive for Perfection ပြီးပြည့်စုံခြင်းကိုရှာဖွေခြင်းအတိုင်း Roll Right ကားတစ်စီးကိုဝယ်လာတာဟာအိမ်မက်တစ်ခုနဲ့ဂုံတိတ်ခါတစ်ခုကိုပိုင်ဆိုင်လိုက်တာပဲဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါဒီကနေ့မှာတင်ဆက်ပေးခဲ့တာကတော့နာမည်ကျော်ကားမတစ်စိတ်ဖြစ်တဲ့ Roll Right ရဲ့အကြောင်းကိုကျွန်တော်တို့လေ့လာထားသလောက်ဖော်ပြပေးခဲ့တာလည်းဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်တို့ရဲ့ဗီဒီယိုလေးကိုအစအဆုံးကြည့်ရှုပေးတဲ့အတွက်ပရိသတ်တွေအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ။နောက်ရက်ဒီမှာလည်းဘယ်လိုမျိုးဘူးတုဒရစရာဗီဒီယိုတွေကိုတင်ဆက်ပေးသွားမလဲဆိုတာစောင့်မျှော်အားပေးကြပါဦးခင်ဗျာ။ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ရသေးရင်လည်း subscribe လုပ်ထားဖို့အတွက်တောင်းဆိုအပ်ပါတယ်ခင်ဗျာ။အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ။